စားစရာရှာရင်ဝတ်စရာရှာရင်နေစရာအတွက်အလုပ်လုပ်ရင်းနဲ့ဒါလေးတွေဘဝတစ်ခုဆုံးသက်သွားလို့ရှိရင်လူဖြစ်ရကြိုးဆိုတာမနှက်ဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့လူတွေမှသာစားစရာရှာတာမဟုတ်ဘူးတိရစ္ဆာန်တွေလည်းစားစရာမရှာဘူးလား။ရှာပါဗျာ။အဲ့တော့ဘာမှမထူးဘူးလေသူတို့လည်းစားစရာရှာတာကိုယ်လည်းစားစရာရှာတယ်နော်။ဝတ်စရာတိရစ္ဆာန်တွေကြတော့ဝတ်စရာတော့မရှာဘူးပေါ့နော်။နေစရာရှာတယ်သူတို့လည်းအတိုက်တွေအမြုံတွေနေစရာရှာတယ်အစားစရာရှာတယ်ဝတ်စရာရှာတယ်နေစရာရှာတယ်မကြမ်းမမာရဲ့ဆေးကုဖို့လုပ်ရတယ်ဆိုတာဒီလိုဟာတွေနဲ့အချိန်ကုန်ရင်ဒါဘဝတစ်ခုဟာရိုးရအလုပ်တစ်ခုနဲ့ပဲအချိန်ကုန်သွားတယ်ထူးခြားလာတဲ့အနေအထားတစ်ခုမှမရှိဘူးတဲ့ဒါကြောင့်မို့ထူးခြားလာအောင်ကိုယ့်ရဲ့စွမ်းရည်တတ္တိတွေကိုတဘဝပြီးတဘဝမြင့်လာအောင်မြင့်တင်ပေးဖို့လိုအပ်တယ်အဲ့ဒါလိုဘဝတစ်ခုမှာလေ့ကျင့်မြင့်တင်ပေးတာကိုပဲပါရမီဖြည့်တယ်လို့ပြောတာကိုယ်စိတ်ဓာတ်ကိုပြင်ဖို့လိုအပ်တယ်လူတွေဟာဒီအကြောက်တရားတို့အမျော်တို့ဟာခေါက်ရွကျိုးနေတာမျိုးဖြစ်တတ်တယ်ပေါ့ကြောက်စရာလည်းမလိုဘူးမျောနေစရာလည်းမလိုဘူးအရေးကြီးဆုံးကမျောလင်းချက်ထားလို့ရှိရင်အဲ့ဒီအတိုင်းဥတည်ပြီးတော့ဆန္ဒရှိရမယ်ကိုရှိတဲ့ဆန္ဒအတိုင်းလုံလဝိရိယနောက်ကလိုက်ရမယ်စိတ်ဓာတ်ချမ်းခိုင်မှုရှိရမယ်လှုပ်ပြီးဆိုတဲ့အခါမှာဆင်ញင်တုံတရားရှေ့သွားရှိပြီးတော့လုပ်ရမယ်လို့ဒီလိုဆိုလို့ရှိရင်လူတွေရဲ့စွမ်းအားဟာပြည့်လာပြီးတော့အောင်မြင်ကြီးပွားခြင်းဆိုတဲ့အကျိုးတရားကိုမရဘဲမနေဘူး